အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ React ရဲ့ use form hook ရဲ့အကြောင်းကိုလေ့လာကြည့်ကြမယ်နော် form တိဆောက်ပြီးတော့မှ data တွေကိုဖြည့်ခိုင်းတဲ့အခါမှာဖြည့်လိုက်တဲ့ data တွေကကိုလိုချင်တဲ့ data ဖြစ်မဖြစ်ကိုစစ်ပေးရမယ်ဒါကဒီ browser ဘက်ကနေပြီးတော့မှ web server ဘက်ကိုမပို့ခင်မှာ data validation တွေကိုသူကဒီစစ်ချင်တယ်ပေါ့နော်အလုပ်ချင်တယ်ပေါ့အဲ့လိုဒီ data တွေကိုစစ်တဲ့အခါမှာပေါ့ function တွေတိဆောက်ပြီးတော့မှဒါ if တွေ condition တွေနဲ့အသုံးပြုမှာ data တွေကိုစစ်ရတယ်အဲ့လိုစစ်တဲ့အခါမှာတချို့ data တွေကိုကြတော့သူကဒီစစ်တဲ့အခါမှာရှုပ်ထွေးတွေရှိရတာပေါ့ဥပမာ email လိုမျိုးဆိုလို့ရှိရင်သူကဒီ character တွေမှာထည့်တဲ့အခါမှာပေါ့ h ပေါ့ character တွေပါရမယ်လို့ပေါ့နော်စသဖြင့်ပေါ့ဒီလိုမျိုးပေါ့အဲ့တော့ဒီဟာကဒါ email pattern ပေါ့မှန်မှန်ကိုစစ်ရတယ်ဒါကိုကိုပေါ့နော်ဒီ function တစ်ခုတိဆောက်ပြီးတော့မှ condition တွေစစ်ပြီးတော့မှရေးမယ်ဆိုရင်ဒါအများကြီးရေးရမှာရှုပ်ထွေးပေါ့နော်ဒီလိုရေးရတဲ့အခါမှာဒါအချိန်လဲကြာတယ်ပေါ့အဲ့လိုချိန်ကြာတဲ့အခါမှာ front end mind ကို React framework ကိုအသုံးပြုပြီးတော့မှဒါအလုပ်တဲ့အခါမှာသူက host တွေကအလွယ်တကူပေါ့အသုံးပြုလို့ရတဲ့အတွက်ကြောင့်မလို့စောစောကလို့ data validation လုပ်ချင်တဲ့အကြောင်းအရာတွေကိုသူက use form သုံးမယ်ဆိုလို့ရှိရင်ဒီ load တွေကိုသူက library ကနေရေးထားပြီးရေးထားပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ data validation လုပ်မဲ့ field တွေကို register လုပ်ပြီးတော့မှဒီကိုစစ်ချင်တဲ့ပေါ့ rule တွေကိုအစင်းသင်းခေါ်သုံးလိုက်အောင်အဲ့လိုခေါ်သုံးလိုက်တဲ့အတွက်ကြောင့်မလို့ရေးရတဲ့အပိုင်းမှာ code တွေအများကြီးရေးစရာမလိုတော့ဘူးပေါ့နော်သူ့ရဲ့ validation rule ကိုအစင်းသင်းသုံးလိုက်အောင်ပဲဖြစ်တဲ့အတွက်ကြောင့်မလို့code တွေချို့ချို့ထွေးထွေးလည်းမရှိတော့ဘူးနောက်တစ်ခုကလွယ်လွယ်ကူကူနဲ့ပေါ့ program တစ်ပုဒ်ကိုလည်းသူရေးလို့ရသွားပါတော့အဲ့အတွက်ဒီနေ့ကတော့ use form hook ကိုအသုံးပြုတာလေးကို program လေးရေးပြီးမှလေ့လာကြည့်ကြအောင်နော်အဲ့တော့ဒီ form ချထားတာကြတော့ဒါ text box လေးနှစ်ခုပေါ့နော်နှစ်ခုရဲ့ pattern လေးသူ့ရဲ့သဘောကြဒီ text box လေးနှစ်ခုထဲမှာဒီ submit pattern ကို click နှိပ်လိုက်တဲ့ဆိုရင် data ရှိလားပေါ့စစ်မယ် data မရှိဘူးဆိုလို့ရှိရင်နှစ်ခုစလုံးမှာမရှိတဲ့အတွက်ကြောင့်မလို့ဒီ email မှာ cursor လေးစောင့်လိုက်တယ်ပေါ့နော်စောင့်ပြီးသွားပြီဆိုတော့ဒါ data ဖြည့်ခိုင်းတယ်နောက်အောက်မှာဒါ error message လေးကိုသူကထုတ်ပြရတယ်နော်အဲ့တော့ဒီ submit button ကိုနှိပ်လိုက်တဲ့အချိန်မှာ data ရှိမရှိကိုစစ်ချင်တာအဲ့လိုစစ်ချင်တဲ့အလုပ်လေးကိုဒါဒီ VM မှာပေါ့နော် use form hook လေးကိုအသုံးပြုပြီးမှဒီ data validation လုပ်ထားတာလေးကိုဆက်ပြီးလေ့လာကြည့်မယ်နော်အရင်ဆုံးပေါ့ဒီဘက်မှာစပြီးမှရေးတဲ့အခါမှာဒါ custom type တစ်ခုကိုစောက်ထားတာဒါနာမည်ကို form values လို့ပေးပြီးတော့ဒီ form value object ထဲမှာပေါ့ data နှစ်ခုပါတယ် email ရယ် password ရယ်ဒီမှာသတ်မှတ်တာဒါကြတော့ကျွန်တော်တို့ဒီ form ကနေပြီးတော့မှ text box က data တွေကိုစစ်ဖို့လို့အတွက်ကကြတော့ဒီထဲမှာပေါ့နော်ဒီ form value object ရဲ့ email တို့ password တို့ထဲမှာထည့်ရမှာထည့်ပြီးတော့မှသူကစစ်မှာပေါ့နော်ဒီ form ရဲ့ဒီ HTML element ကိုဒါရိုက်ရှုမသုံးမဲနဲ့ HTML element နေနဲ့ဒီဘက်က form value object ရဲ့ပေါ့ email password နဲ့ဥက binding လုပ်ပြီးတော့မှသူကသုံးမှာအဲ့လိုမျိုးသုံးဖို့လို့အတွက်ဒီဟာကဒီ form value object လေးကိုစောက်ထားပါတော့နောက်တစ်ခုကကြတော့ဒီမှာရေးထားတာ schema ဆိုတဲ့ variable လေးပေါ့ဒီထဲမှာသူက function တစ်ခုတိစောက်ပြီးတော့မှထည့်တာဒီဟာကြတော့သူ validation rule တွေကိုသူကသတ်မှတ်တာပေါ့နော်သတ်မှတ်တော့ဒီ rule တွေကိုဒီ object ကနေပြီးတော့မှ object function ကိုအသုံးပြုပြီးတော့မှစစ်မဲ့ property နဲ့စစ်မဲ့ rule တွေကိုသတ်မှတ်တယ်အဲ့တော့ yam ကကြတော့သူ data validation ပေါ့ rule တွေကိုထည့်ထားတဲ့ဒါ library တစ်ခုပဲပေါ့ yam ကိုမသုံးမဲ့နဲ့လဲရိုးရိုးပေါ့နော်ဒါ basis rule တွေဆိုလို့ရှိရင် data ရှိမရှိစစ်တာလို့ဆိုလို့ရှိရင်တော့ yam ကိုမသုံးမဲ့နဲ့စစ်လဲရတယ်ဒါပေမဲ့သူ့ထဲမှာကြတော့ဒီ validation rule တွေကအများကြီးရှိရဥပမာ date တွေပိုင်းနဲ့ပတ်သက်တယ်ဆိုလို့ရှိရင်လဲ date format မှန်မှန်စစ်ပေးတာလို့ပေါ့နော်အဲ့တော့အများကြီးရှိတဲ့အတွက်ကြောင့်မလို့ဒီ yam ကိုခေါ်ပြီးတော့လဲသုံးတတ်အောင်လို့ပေါ့နော်ဒီ yam ကိုအသုံးပြုပြီးမှ validation rule လေးတွေကိုသူကအသုံးပြုပြီးမှစစ်တာအဲ့တော့ yam ကိုသုံးမယ်ဆိုလို့ရှိရင်တော့အရင်ဆုံးဘာလုပ်ပေးရမလဲဆို install လုပ်ပေးရမယ်နော်အဲ့တော့ npm install ဆိုပြီးမှဒါ yam ကိုသုံးဖို့လို့အတွက် install လုပ်ပေးရပါတော့နော် installation လုပ်ပြီးသွားပြီဆိုရင်အပေါ်မှာဒီ import နဲ့ပေါ့နော်ဒီ yam module တွေကနေပြီးတော့မှ export လုပ်ထားတဲ့အရာတွေအားလုံးကိုခေါ်သုံးမယ်ပေါ့နော်အားလုံးကိုသုံးမှာဆိုတော့ star လေးကိုသူကသတ်မှတ်ထားတော့ကြတော့ဒီ star ရဲ့သဘောကကြတော့ဒီ yam module ထဲမှာ export လုပ်ထားတဲ့အရာအားလုံးခေါ်သုံးမယ်လို့ပြောတာနော်သုံးတဲ့အခါမှာ r ဆိုရင်မှ yam ဒီနာမည်လေးနဲ့ပဲသုံးသွားမယ်ပေါ့နော်ဆိုတော့အဲ့အတွက်ဒီမှာ yam တော့ဆိုရင်မှ object function ကိုအသုံးပြုပြီးတော့မှ
သူ့ထဲမှာသူကစစ်မဲ့ဒီ property နဲ့စစ်မဲ့ rule တွေကိုသူကဒီတိဆောက်ပြီးတော့မှဒါဟို data validation လုပ်ပြရတာပေါ့နော်ဒီမှာဆိုရင် email ဆိုတာ email property ကိုသူကစစ်မှာဘယ်လိုစစ်မှာလဲဆိုလို့ရှိရင်စစ်တဲ့အခါမှာဒီ gem object တွေက string function ကိုခေါ်လိုက်မယ်ပေါ့နော်ခေါ်ပြီးတော့ဒီမှာ rule က email function ကိုသုံးတာအဲ့ဒါ email pattern မှန်စစ်လိုက်တာဥပမာ h ပေါ့ character တွေပါသလားပေါ့နော် .com ဆိုတဲ့စာသားတွေပါသလားပေါ့နော်ဒီလိုမျိုးစစ်တာပေါ့အဲ့တော့ email function တွေမှာ email pattern မှန်ကိုစစ်တာအဲ့တော့စစ်တဲ့အခါမှာဒီ email ဟလာ pattern မမှန်ဘူးဆိုလို့ရှိရင်ထုတ်ပြမဲ့ error message လေးက invalid email address ဆိုတာလေးကိုထုတ်ပြမယ်ဒါကြတော့နောက်မှာ dot ဆိုရင်မှ require function ကိုခေါ်ထားတယ်ဒီ require function ကကြတော့ data ရှိမရှိကိုသူကစစ်ပြရအဲ့တော့ data မရှိဘူးဆိုရင်ဒီမှာသတ်မှတ်ထားတဲ့စာသားကိုထုတ်ပြမှာပေါ့နော်အဲ့တော့ email မှာသူကနှစ်ခုမှာ email function ကိုသုံးထားတာကြ email pattern မှန်စစ်တာ require function ကိုသုံးထားတာကြတော့ data ရှိမရှိကိုစစ်တာနောက်တစ်ခုက passport ဆိုတဲ့ဒီ property ကိုလည်းသူကစစ်တာကြတော့သူထဲမှာပေါ့နော်ဒီ require function ကိုသုံးလိုက်တာကြ data ရှိမရှိကိုစစ်တာ data ရှိတယ်ဆိုလို့ရှိရင်သူကအနည်းဆုံးပေါ့ character 6လုံးရှိရမှာပေါ့နော်အဲ့တော့6လုံးရှိရမယ်ဆိုတော့ကြတော့သူကဒီစစ်တဲ့အခါမှာ minimum ပေါ့နော် min function လို့သုံးတယ်ဒါကြတော့ဒီစာသားတွေပေါ့နော်သူကထည့်လိုက်တဲ့စာသားတွေဘယ်နှလုံးရှိလဲဆိုတာလေးကိုသူကရှင်းတွက်ပြီးတော့မှစစ်ချင်တာပေါ့အဲ့တော့အနည်းဆုံးသူကဒီမှာသတ်မှတ်ထားတာ6လုံးပေါ့နော်အဲ့တော့6လုံးမပြည့်ဘူးဆိုလို့ရှိရင်နောက်က error message ကိုထုတ်ပြမယ်ဒါဆိုရင်အခုဒီ form မှာပေါ့စစ်မှာကျတော့ email test box နဲ့ passport test box နှစ်ခုကဒီစစ်ချင်တဲ့ပုံစံဒီမှာဆိုလို့ရှိရင်အလွယ်တကူနဲ့ရေးလိုက်အောင်မယ်ဒီနေရာမှာကျမတို့မြင်ပေးရမှာကျတော့ကိုယ့်အကိုကိုပေါ့ function တွေစောက်ပြီးမှရေးမယ်ဆိုလို့ရှိရင်ဒါစစ်တဲ့ပေါ့နော် if condition တွေနဲ့အများကြီးသုံးပြီးမှဒါရေးရမှာပေါ့ဒီမှာဆိုရင်အလွယ်တကူပဲ email function require function ပေါ့နော်နောက် minimum function ပေါ့လွယ်တကူပဲသုံးသွားတာပေါ့နော်အဲ့တော့အဲ့အတွက် code တွေရှိရတာဒီမှာတက်တာသွားတာပေါ့နော်နောက်တစ်ခုကကြတော့ဒါ functional component တစ်ခုကိုစောက်လိုက်တာပေါ့နော်ဒီထဲမှာပဲသူကဒီ HTML form လေးပေါ့နော်ဟိုစောက်တာလို့ပေါ့အဲ့တော့သူကဒီ form abb ဆိုတာလေးကသူ့ရဲ့ data type ကသူက react.fc ဆိုတာဒါ react ရဲ့ functional component data type တစ်ခုပါဆိုတာကြေညာလိုက်တာကြေညာပြီးရင်ဒီထဲမှာသူက function တစ်ခုတိစောက်ပြီးမှဒီတန်ဖိုးတွေကိုပေါ့နော်သူကသတ်မှတ်ပြီးမှအလုပ်လုပ်မယ်အလုပ်လုပ်တဲ့အခါမှာသူကဒီ function ရဲ့နောက်မှာရေးထားတာကြဒီမှာ use form ဆိုတာလေးကိုစပြီးတော့သုံးထားတယ်เนาะအဲ့တော့ use form ရဲ့နောက်မှာသူကဒါ generic တိုင်းအနေနဲ့သူကသတ်မှတ်ထားဆိုတော့ form value ဆိုတော့အဲ့တော့ဒီ use form ကဒီ form က data တွေအားလုံးကိုသူက management လုပ်မှာပေါ့ form က data တွေအားလုံးဆိုတာဘာလဲဆိုလို့ရှိရင် email နဲ့ passport ပေါ့เนาะအဲ့တော့ management လုပ်မဲ့ data တွေကိုသူကနောက်မှာသတ်မှတ်တယ်သတ်မှတ်တဲ့အခါမှာဒီနှစ်ခုဆိုတာသူကဒီမှာဆိုရင် object သူကစောက်လိုက်ရတာပေါ့เนาะအဲ့တော့ form values object ပေါ့ဒါ form value object ထဲမှာဘာရှိလဲဆိုရင် email နဲ့ passport ဒီနှစ်ခုကိုသူက management လုပ်မှာပေါ့เนาะအဲ့တော့ဒီ form value ဒီ use form ဆိုတာလေးကိုခေါ်သုံးလိုက်ပြီဆိုလို့ရှိရင်သူက return ပြန်ပြီးမှတန်ဖိုးသုံးခုဒီ register function ရဲ့နောက်တစ်ခု handle submit ရဲ့ form state ရဲ့ register function ကကြတော့ဒီ HTML text တွေနဲ့စောက်ထားတဲ့ text box တွေပေါ့နော်ဒီ text box တွေကိုသူကဒီဘက်က form value ပေါ့ object ရဲ့ data တွေထဲမှာ binding လုပ်ပေးမှာအဲ့လို binding လုပ်ပေးလို့တဲ့ register function ကိုသုံးတာဒါအဓိကဒီ use form ကိုသုံးတယ်ဆိုလို့ရှိရင်တန်ဖိုးသုံးခုပေါ့နော်သူက return ပြန်ပေးတယ်ဆိုတာလို့မှတ်ထားမယ်နော်အဲ့ဒီ return ပြန်ပေးတဲ့တန်ဖိုးလေးတွေကကြတော့ register function ဒါကကြတော့ HTML element တွေနဲ့ဒီကိုက data validation လုပ်မဲ့အကြောင်းအရာတွေကဒီမှာ form values ထဲမှာသူကသတ်မှတ်ထားတွေနဲ့သူက HTML element တွေကိုဒါ email တို့ passport တို့ထဲမှာ binding လုပ်ရမှာအဲ့လို binding လုပ်ပေးဖို့လို့အတွက် register function ကိုသူကအသုံးပြုရမယ် handle submit ကကြတော့ submit button ကို click နှိပ်လိုက်တယ်ပေါ့နော် click နှိပ်လိုက်တဲ့အခါမှာ text box တွေထဲမှာသူက data ရှိမရှိကိုစစ်အဲ့တော့ validation rule တွေကိုသူကခေါ်သုံးမှာအဲ့တော့ခေါ်သုံးပြီးသွားပြီမှန်ခဲ့တယ်ဆိုလို့ရှိရင်အဲ့တော့သူက handle submit မှာသူကဒီအလုပ်တစ်ခုကိုလုပ်ဖို့လို့ဒါသူ့ရဲ့နောက်မှာပေါ့ function တွေသူကသတ်မှတ်ပြီးတော့မှ data တွေထည့်တာမှန်တယ်ဆိုရင်ဘာလုပ်မလဲပေါ့လုံးမဲ့အကြောင်းအရာကို function တွေစောက်ပြီးရေးတာအဲ့နောက် function ကိုခေါ်သုံးမယ်ခေါ်သုံးတဲ့အခါမှာသူကဒီ function ကိုသုံးတာဒီ data validation လုပ်တာမှန်မှသာနေသူကသုံးမှာပေါ့နော်နောက် form state object ကသူက properties တွေကိုသိမ်းတာ
ဒါကြတော့ run လိုက်တဲ့ခါမှာပေါ့ form မှာ data တွေထည့်လိုက်တယ် data တွေထည့်လိုက်တဲ့ခါမှာမှားတယ်ဆိုပါစို့เนาะအဲ့လိုမှားတယ်ဆိုလို့ရှိရင်သူက error တွေရှိမှာပေါ့အဲ့ error တွေကိုသူက error properties တွေမှာတင်တာပေါ့เนาะနောက်တစ်ခုကじゃ data check လုပ်တာမှန်လားပေါ့เนาะဟိုစသဖြင့်ပေါ့เนาะတင်ချင် true false တန်ဖိုးတွေတင်ချင်တယ်ဆိုလို့ရှိရင် is valid property တွေမှာတင်ပေးရတယ်เนาะဟိုဒီလိုမျိုး property တွေကိုသူက found state object ထဲမှာသူက storage လုပ်ထားတယ်เนาะအဲ့တော့ storage လုပ်ထားတဲ့အတွက်ကြောင့်မလို့သူ့ရဲ့နောက်မှာဒီမှာ found state ဆိုရင်မှာ error ဒါသုံးမှာကြတော့ဒီ error ဒီ properties ကိုပဲသုံးမှာပေါ့ error တွေရှိတယ်ဆိုရင်ရှိတက်လာတဲ့ error တွေကဒီ error properties ထဲမှာသူကတင်ထားတာပေါ့เนาะအဲ့တော့ဒီဘယ် error တက်တာပေါ့เนาะ email text box ကနေတက်ထားလားပေါ့